ဝိုင်းထဲမှာငုတ်တုတက်ပြီးတော့တိုက်မယ်ဆိုရင်ဒီနီးလန်းနဲ့တိုက်ကြည့်နော်ကိုယ်ကတော့ဒီမှာအရှိနှစ်ခုရှိတယ်အတူနဲ့တက်ပြနော်အတူနဲ့တက်ပြငုတ်တုတယ်အရင်ဆုံးခြေတန်းကိုပတ်လိုက်ခြေတန်းကိုပတ်လိုက်နောက်မြောင်ကျိုးမှာဆိုလို့ဒီလိုပတ်ထည့်လိုက်ပြီးရင်ဒီမှာငုတ်တက်မှာဆိုလို့ဒီနောက်မြောင်နဲ့ဒီလိုတက်ဒီလိုနောက်ငုတ်နဲ့နောက်မြောင်နဲ့တက်နော်အဲ့လိုတက်ပါအဲ့တော့ဒီလိုအရင်တစ်ပတ်ပတ်လိုက်ဒီလိုတစ်ပတ်ပတ်လိုက်ဖြည့်โอเคအဲ့လိုပြီးတာနဲ့ဒီမှာဒီချက်ကြည့်နေတယ်ဒီဘက်နဲ့ခံကလက်တစ်စက်လောက်ပေါ့လက်မလောက်ရှိဖြည့်ဒီဘက်နဲ့အဲ့လိုကပ်ပြီးသွားပြီဆိုရင်ကြက်ရုံဘုံရှိတယ်နော်ဘုံခံတယ်ဘုံသားထူလို့မရဘူးနော်သားလည်းမပင်းနေနဲ့ဘုံခံဒီလိုခံအေးကွဘုံဒီလိုခံတဲ့ခါကျရင်မနောက်တစ်ထပ်နည်းနည်းရှိလေးဟုတ်ပြီဘုံခံပြောရင်ထပ်အုပ်အဲ့လိုအုပ်ပြီးသွားရင်ဒီကိုတော့ငုတ်တောက်တင်ကြည့်ငုတ်တင်လို့အဆင်ပြေပြီဒီလိုထက်ကရအောင်ဒီမျိုးကနော်ဒီမျိုးဘလန်းလှမ်းပြတ်ဒါမျိုးလေးနော်အဲ့လိုမျိုးလှမ်းပြီးတာနဲ့ဒီနောက်မြောင်နဲ့တက်ကနော်နောက်မြောင်ကြက်ကဒီလိုသွားတယ်သူချီကဒီလိုသွားတယ်နောက်မြောင်တက်စောင်းခဲ့မယ်ဆိုအထဲကိုပဲစောင်းခဲ့နော်ဒီဘက်ထဲကိုပဲစောင်းခဲ့ကိုဘက်မစောင်းပါနဲ့အဲ့ဒါပြီးတာနဲ့ငုတ်အရင်မပတ်နဲ့နော်အရင်တောက်လိုက်ဒီလိုတောက်လိုက်ပြီးတာနဲ့ဒီလိုပြန်တောက်နှစ်ပတ်ပဲပတ်ဒီလိုပြန်တောက်ဒါကိုလည်းအကျန်းကြီးနဲ့ပြပေးတာလုံးဝမလှုပ်ဘူးငဲနေအောင်ငုတ်တစ်ဖက်နောက်တစ်ဖက်ပြပေးမယ်โอเคอันนี้ဘူဒူဒါတွေနဲ့လှုပ်ကြည့်ပါဒီလို